လောကလူသားတွေဟာနေစဉ်နဲ့အမျှစီးပွားဥစ္စာရှာကြရတယ်မရှာရဘူးဆိုလိုတာတော့မဟုတ်ဘူးထိုစီးပွားဥစ္စာရဲ့အကျိုးပြုမှုသည်အလွန်တမတူတောင်းတယ်ဒီလိုဆိုလို့ရထားတဲ့စီးပွားဥစ္စာကလူလောကမှာအကျိုးပြုတာအမတန်မှတူတောင်းလူအသက်ကလည်းအမတန်မှတူတောင်းသည့်အတွက်ကြောင့်တူတောင်းတဲ့တခဏလေးအတွင်းမှာသာထိုပစ္စည်းဥစ္စာကကိုယ့်ကိုအကျိုးပြုနိုင်တယ်အကျိုးပြုတဲ့အခါမှာလည်းပဲထာဝရအကျိုးပြုသလားလို့ဆိုတော့တစ်ဖက်ကအကျိုးပြုသလိုထာဝရလည်းအကျိုးမပြုနိုင်တာတွေတွေ့ရတယ်ထိုပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဆင်းရဲဒုက္ခရောက်ကြရတာတွေအများကြီးရှိပစ္စည်းဥစ္စာရွှေငွေယတနာတွေအလွန်တရာများလို့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တယောက်ဟာချမ်းသာကြွယ်ဝမှုကိုအကြောင်းပြုပြီးတော့လောကမှာချမ်းချမ်းသာသာနေနိုင်တယ်ဆိုပေမဲ့လို့ပစ္စည်းဥစ္စာအကြောင်းပြုပြီးတော့ဒုက္ခရောက်တဲ့လူတွေလည်းအများများစွာရှိတယ်ဒါတော့ဘယ်သူမှမငြင်းနိုင်တဲ့ကိစ္စတစ်ခုပေါ့